ဒီတချင်းကကျွန်တော်တို့ကမ္ဘာနိုင်ငံတွေကအနှံ့အသီးသီးကိုရောက်နေတယ်ကျွန်တော်တို့မြန်မာလူငယ်တွေရွှေလူငယ်လူလက်လူရဲ့အဆုံးအမတွေခင်ဗျာသူတို့အားလုံးတွေနည်းနည်းလေးဆိုပြနေတယ်လူလည်းအားချသားလို့မြင်ရတယ်အကျိုးချင်းပါခင်ဗျာချောင်းကြမ်းနေတွေ့တော့ဆန္ဒပဲမိုးနေတယ်တိုက်တွေ့ကြနေနေချင်းနဲ့နေနာနာကြတော့သုံးတဲ့ကောဝရင်းနဲ့ကျွန်တော်တို့ဆက်တယ်ဘာလို့လိုက်ရမလားဟောတော့ကလည်းကမ္ဘာမအားပဲလားဘာပဲI don't die, and die the trial I shall. အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမြန်မာတွေအားလုံးအဆင်ပြေကြပါစေခင်ဗျာပို့ပေါင်းလို့ပါပါ